အားလုံးပဲမင်္ဂလာပါရှင်မိုင်းတို့လက်ခတ်တန်နေပြီးတော့အခုထပ်မံပြီးတော့အသစ်ထွက်ရှိထားတဲ့နှစ်တရာစီဝါဆက်ကလေးတွေကနေမိုင်းရင်မိတ်ဆက်ပေးကြပါတယ်ဒါလေးကမိုင်းတို့ရဲ့လက်ခတ်တန်ရဲ့ကိုပိုင်ဒီဇိုင်းဖြစ်တဲ့ချစ်ပိုးထဲမှာလည်းမိုင်းတို့ထွက်ရှိထားတာဖြစ်တယ်လို့ဒီချစ်ပိုးထဲမှာမဝစ်ချင်မှုတကယ်ကိုအေးမြများနှစ်တရာချီလေးကိုပဲဝစ်ချင်တယ်ဆိုတဲ့သူတွေအတွက်မိုင်းတို့နှစ်တရာတွေကဖန်တီးထားတာဖြစ်ပါတယ်ရှင်ဒီတစ်ခါထူးခြားချက်ကလေးကပါလဲဆိုလို့ရှိရင်ကာလာလေးကအဖြူရောင်ဖြစ်တဲ့အတွက်ကာလာလိုင်းမှာဆိုရင်အဖြူကာလာမို့လို့မဝေရဘူးဆိုလို့ရှိရင်လေအဲ့လူတွေအတွက်မပူပါနဲ့မိုင်းတို့အောက်ခံဒီမှာ base မှာမိုင်းတို့အချစ်ကလေးတွေထည့်ပေးထားတာဖြစ်တဲ့အတွက်အယောင်လေးနုတယ်ဆိုပြီးတော့မဝေရတဲ့သူတွေအတွက်ဒါလေးကမိုင်းတို့ဖန်တီးထားတာဖြစ်ပါတယ်အောက်ခံမှာအချစ်ကလေးပါတာဖြစ်တဲ့အတွက်မိုင်းတို့ပေးမဆုံးမှလည်းမကြောက်ရတော့ဘူးစီပွင့်ကာလာလေးကလည်းအယောင်လေးတွေကတကယ်ကိုကာလာဖူးဖြစ်တဲ့နောက်တစ်ခါဒီဇိုင်းလေးကလည်းအရန်ကိုလှတယ်ဒါဆိုလို့ရှိရင်တော့လက်ခတ်တန်ရဲ့ကိုပိုင်ဒီဇိုင်းဖြစ်တဲ့နှစ်တရာစီဝတ်ဆက်ကလေးကိုလည်းဝေးရမှာဖြစ်ပါတယ်ဝတ်ဆက်မှာ3ကြိုက်ခွဲ9တောင်ဝင်အနံ42လောက်မှပါရှိတာဖြစ်လို့စိုက်တဲ့စင်ဒီဇိုင်းကိုချုပ်ဝေလို့လည်းရပါတယ်ဒါဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုတွေ့ရတဲ့မိုင်းတို့လက်ခတ်တန်ရဲ့ page ပဲဖြစ်ဖြစ် Viber ပဲဖြစ်ဖြစ်နောက်တစ်ခါ site မှာပဲဖြစ်ဖြစ်လာရောက်ဝယ်အားပေးလို့ရပါပြီရှင်အားလုံးကျေးဇူးများတင်ပါတယ်